အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဩဂတ်လ23ရက်နေ့ကြာသပတေးနေ့အတွက်ကျွန်တော်ရဲ့ပြောင်းမြန် follow လေးလာပါပြီခင်ဗျာပြောင်းမြန် follow မနေ့ကပြန်လန်းတယ်ပေါ့နော်ပြောင်းမြန် follow ကဒီအခုနောက်ပိုင်းဇက်တိုက်လန်းနေရကနေပြီးတော့အင်္ဂါညမှာကြာသွားတယ်ပေါ့နော်အင်္ဂါညမှာ final batch ကိုပေါ်ကြာသွားတယ်ဒါပေမဲ့မနေ့ညကတော့ PSG body နဲ့တူကျွန်တော်တို့ပြ60ပြန်အောင်ခဲ့ပါတယ်ကျွန်တော်ပြောတဲ့အချိန်မှာပြ40ဒါပေမဲ့ညနေဆောင်မှာတော့ညနေတော့ကျွန်တော်ပွဲတွေပို့တဲ့အချိန်မှာတော့ပြ60 160အနိုင်ဖြစ်တယ်ပေါ့နော်မနေ့ကကျွန်တော်3ကွက်မမရွေးကွက်3ကွက်ပြီးတယ်အဲ့ဒီမှာနှစ်ဆပွဲအပြည့်အောင်နဲ့တစ်ဆပွဲ PSG body ပြ60အောင်နဲ့နောက်ထပ်တစ်ဆပွဲ DBC body ကတော့ကျသွားတယ်ပေါ့နော်ကျသွားတဲ့ Copenhagen ကိုကျွန်တော်အောက်ကနေကြိုက်တာ1-1တော့ကစားနိုင်ခဲ့ပေမဲ့ပွဲပြီးမှာတော့ဂိုးပြတ်နဲ့ရှုံးသွားတယ် DBC body ကျသွားပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့နှစ်ဆပွဲပေါ့နော်ကျွန်တော်မမရွေးကွက်ထဲမှာအကြိုက်ဆုံးပွဲဒါပေမဲ့ကျွန်တော်ရဲ့မမရွေးကွက်3ကွက်ထဲမှာအကြိုက်ဆုံးပွဲဖြစ်တဲ့Kato Wise ဂိုးပေါ် Kato Wise ဂိုးပေါ်ကတော့ကျွန်တော်တို့2-1နဲ့ပွဲပြီးသွားတဲ့ကြောင့်မလို့အပြည့်လမ်းခဲ့ပါတယ်ဒါတော့မှပွဲပြီးကန်ဒီမှာအရှင် Kato Wise ကနှလုံးစက်တိုက်သွင်းသွားတာပေါ့နော်ပယ်နယ်တီလေးရလိုက်တာလဲတော်တော်လေးကောင်းသွားတာပေါ့နော်ပထမပိုင်းမှာတော့ချင်းနေကအစောကြီးကဂိုးသွင်းတယ်ဟိုဘက်ကပထမကျောင်းမှာ2-0နဲ့နိုင်ထားတဲ့အသင်းကအဝေးကမှာအစောကြီးကတကိုးသွင်းတာအိမ်ရှင်ကဂိုးမသွင်းနိုင်ဘူးဗျာ80ကျော်ကျောင်းမှာချေပါကိုတကိုးချေပါကိုပြန်သွင်းတယ်ပြီးတော့မိနစ်90မှာအနိုင်ဂိုးရတော်သေးတာပေါ့နော်ကျွန်တော်ဂိုးပေါ်လေးကအဲ့နှစ်ဆပွဲလေးကယ်သွားတာမနေ့ကမမညီကိုလေးပြန်ပြီးတော့လမ်းခဲ့ပါတယ်မနေ့ကတော့နှစ်ဆပွဲအပြည့်အောင်နဲ့တစ်ဆပွဲတစ်ပွဲပြ60အောင်နဲ့တစ်ဆပွဲတစ်ပွဲပြတစ်ဆပွဲတစ်ပွဲအပြည့်ကျတယ်ဆိုတော့မစိုးပါဘူးတော့မနေ့က150လောက်တော့အမြတ်ထွက်ပါတယ်ပြီးတော့ကျွန်တော်မနေ့ကကျွန်တော်ရဲ့3000 fighter ပွဲလဲပြန်ပြီးတော့လမ်းတယ်ပေါ့နော်3000 fighter ပွဲကကျွန်တော်PSG ဂိုးပေါ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်ပြ80အောင်ပါတယ်ပထမပိုင်းပြီး1-1ဆိုတော့ဂိုးပေါ်ကတော်တော်လေးနှောင်းလို့တော်တော်လေးကောင်းသွားတယ်ပေါ့နော်ဒုတိယပိုင်းပြန်စားပြီး64မိနစ်မှာဒူရေးကအနိုင်ကိုသွင်းတဲ့ PSG အတွက် AC အောင်နဲ့ Aston Villa ကလည်းမစိုးပါဘူးတိုက်စစ်လည်းတော်တော်ကောင်းတယ်အရှိကလူငယ်တိုက်စစ်မှုလေးဆိုတော်တော်ရုံးနိုင်တိုးနိုင်တယ်သူလည်းဂိုးသွင်းသွားတော့ဗောနော်အဲ့မတိုင်ကလည်း Aston Villa အပိုင်လုံးနေလည်းရတယ်အဲ့ဘွဲကဂိုးပေါ်လေးကတော့တော်တော်လေးကိုအဆင်ပြေသွားတယ်ဗောနော်အဲ့တော့3000 fighter ပွဲဒီနေ့မှာထပ်ပြီးတော့ထွက်ရှိမှာဖြစ်ပါတယ်3000 fighter ပွဲဝယ်ခြင်းနဲ့ဆိုရင် channel ရဲ့ bio မှာတင်ထားတဲ့ Viber ဖုန်းနံပါတ်ကနေတစ်ဆင့်အချိန်မရွေးလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဒီညယူရိုပါလိနဲ့ Conference League ချစ်စပွဲတွေကအများကြီးပဲပွဲ30ကျော်လောက်ရှိတယ်အဲ့တော့ထုံးစံတိုင်းမှာတော့ကျွန်တော် Telegram မှာညနေည9နာရီ10နာရီလောက်ကြာရင်ကျွန်တော်၄သင်းပေါင်းလေးတင်ဆက်ပေးပါဦးမယ်၄သင်းပေါင်းကကျွန်တော်မနေ့ကတော့ကျွန်တော်နားလိုက်တယ်ချစ်စမ်းပွဲတွေတည်းကလည်းကျွန်တော်မရွေးချင်တဲ့အတွက်ကြောင့်မလို့နားလိုက်တယ်အင်္ဂါညကကျွန်တော်ရဲ့ member ရွေးချယ်မှုတွေအဆင်ပြေဖြစ်ခဲ့ပေမဲ့မောင်ရွေးချယ်မှုကတော့ခပ်ပါးပါးလေးပေါက်ခဲ့တယ်ပေါ့နော်နှစ်ပွဲအပြည့်ပေါက်နှစ်ပွဲတဝက်နိုင်နေနဲ့ပေါက်ခဲ့တာဖြစ်ပါတယ်ပြီးတော့တနင်္လာနေ့ကကျွန်တော်နားတယ်တနင်္ဂနွေနေ့ကလည်းမောင်းကလုံးဝ၄ပွဲလုံးအပြည့်ပေါက်ခဲ့ပါတယ်အဲ့တော့ဒီညမှာလည်းကျွန်တော်ဆက်ပြီးတော့လမ်းနိုင်ဖို့အတွက်စူးစမ်းသွားပါဦးမယ်တနင်္ဂနွေညကမောင်းပေါက်တယ်တနင်္လာညနားတယ်အင်္ဂါညမောင်းပေါက်တယ်မနေ့ညကနားတယ်အဲ့တော့ဒီညကလန်ဒါကြတော့ဒီညမောင်းပေါက်မလားမသိဘူးဒါပေမဲ့မောင်းကတော့အရင်အမကိုနဲ့ပေါ့နော်ကျွန်တော်ပွဲတွေကစားခဲ့တော့ကလည်းကျွန်တော်မောင်းဆိုရင်ကျွန်တော်ပေါ့ကိုကစားနေကြအမောင်းရတဝက်လောက်ပဲကစားဥပမာကွက်တပွဲကို9000ဆော့ရဲဆိုရင်မောင်း2000 3000လောက်ပဲဆော့တယ်အဲ့လိုကွက်တပွဲသိန်းလောက်ဆော့တဲ့လူဆိုရင်မောင်း9000လောက်ပဲဆော့တယ်အဲ့လိုပေါ့ကိုကစားနေကြပုံမှန်ကစားနေကြအမောင်းရဲ့တဝက်လောက်ပဲဆော့ပါတော့အောက်တော့လည်းရပျော်တော့ပေါ့ဗျာမအောင်တော့လည်းတိတ်ပြီးတော့ရှော့မရှိတဲ့အနေထားမျိုးလေးကစားပါတော့အဲ့တော့ Telegram channel ရဲ့ link ကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်စီမှာလာတောင်းလို့ရပါတယ်ပြီးတော့ကျွန်တော်ဒီ post ရဲ့ map မှာလည်းချထားပေးပါမယ်ဒီနေ့တော့ကျွန်တော်body out ကိုပြန်ပြီးတော့သွားထားပါတယ်ကျွန်တော် Europa League ချစ်စပွဲတွေကမကာဗီတဲအဗစ် body ကိုရွေးချယ်ထားပါတယ်ည7ခွဲမှာကစားမဲ့ CSKA Sofia နဲ့မကာဗီတဲအဗစ်ပွဲမှာကျွန်တော် body out ဖြစ်တဲ့ Israel Club မကာဗီတဲအဗစ်ကိုရွေးချယ်ထားပါတယ်ဘူဂေးရီးယားကလပ် CSKA Sofia ကမကာဗီတဲအဗစ်ကိုအိမ်ခွဲမှာ level 30အကျော်ပေးထားပြီးဂိုးပေါင်းစရနှလုံး90အရှုံးပေါက်ပါတယ်မူလတဲတဲ့ CSKA Sofia level 80ဂိုးပေါင်းစနှလုံး60အရှုံး
body ဈေးကဝင်ရုပ်တစ်ဆင့်ပြုတ်ကျသွားတဲ့အထိ body ဈေးပြား90ပေါ့နော်ပြား90ကျလာပြီမြဘိုးပေါင်းဈေးကတော့ပြား30တက်လာတယ်ဝင်ရုပ်ကလည်းဘိုးပေါင်းဈေးဝင်ရုပ်ကလည်းတစ်ဆင့်တက်လာတယ်ကြည့်ရတာမကာဗီတဲဗစ်ကမထူးဆက်ခင်းပြီးတော့ဖွင့်တိုက်မဲ့သဘောလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်အဲ့တော့ကြောင့်မို့လို့body ဈေးတွေဟို body ဈေးတွေကျလာပြီးတော့ဘိုးပေါင်းဈေးတွေတက်လာတယ်လို့ကျွန်တော်ကထင်ပါတယ်ပထမကြောက်အောင်မတော့တဲဗစ်ဂျာခွဲပေါ့နော်ဂျာခွဲဟိုအစ္စရေးကတော့အခုတော့သူတို့နိုင်ငံမှာကစားလို့မရတဲ့အတွက်ကြောင့်ဂျာခွဲမှာကန်ခဲ့တယ်အဲ့တုန်းကတော့မကာဗီတဲဗစ်က level 90ပေးတယ်ဘိုးပေါင်းဈေးနှလုံး50ရှုံးအဲ့ဒီမှာအဝေးကွင်းပေါ့နော် CSK ဆိုဖီယာကဧည့်သည် CSK ဆိုဖီယာက3ဂိုးပြတ်နိုင်ခဲ့တယ်အခုတစ်ဖက်ပဲချားတဲ့အချိန်မှာပထမကြော့အဝေးကွင်းမှာတော့3ဂိုးပြတ်နိုင်ခဲ့တဲ့အသင်းကအခုအိမ်ကွင်းမှာ level 30ပဲပေးထားတာတော်တော်လေးကိုမဟုတ်တဲ့ဈေးတန်းကြီးပေါ့နော်ပြီးတော့ CSK ဆိုဖီယာကဒီယာဒီတိုင်ဝမ်အသွင်တပွဲမှရှုံးမမရှိထားသေးဘူး6ပွဲနိုင်တယ်3ပွဲတည်ကြတယ်ယူရိုပါလိဒုတိယဆက်ချစ်စက်မော်သူတို့တွေဒီကွာရာဗတ်နဲ့နှစ်ပွဲလုံးနှစ်ကြော်လုံးတည်ကြတယ်ပနရီနဲ့နိုင်လာတယ်ပြီးတော့ဘူဂေရီးယားပထမတန်းလိမှာတပွဲတည်ကြတယ်3ပွဲနိုင်ထားတယ်ကျန်တဲ့ပွဲတွေအကုန်တောက်လျှောက်တွေနိုင်ထားတယ်ယူရိုပါလိပထမအဆင့်မှာဆိုတော့သူတို့တွေဒီဒါရီစီးတီးကိုနှစ်ကြော့စလုံးနိုင်တယ်ဒုတိယဆင့်မှာကစားခတ်တဲ့ကွာရာဗတ်ကိုအကျိတ်နဲ့ကစားပြီးပနရီဆုံးဘက်နဲ့နိုင်လာတယ်အခုပထမကြော့မှာလဲတတိယဆင့်ပထမကြော့မှာလဲအဝေးကမှာ3ဂိုးပြတ်နိုင်ထားတာအနည်းဆုံးဒီဘက်မှာတော့ level ရှုံးတော့ကတော့ပေးတင်တာပေါ့နော်ပထမကြော့သူတိစီးတဲ့နာနာခြေကွာလို့ပဲအဝေးကမှာတော့မှနိုင်ထားတယ်တဲ့အဲ့လိုတည်းမှာအိမ်ဝင်းပြိသက်ရှင်းမောင်မှာ level 30ပဲပေးထားတာဈေးကမတရားပြော့တယ်လို့ထင်ပါတယ်မကာဗီတဲဖစ်ကအခုချိန်ထိအစ္စရေးပြည်သူ့နိုင်ငံမစသေးဘူးအစ္စရေးစူပါဖလားတော့ရထားတယ်ဟာဘိုးရှိပါသူတို့နိုင်ထားတာမှန်တယ်ဒါပေမဲ့ဒီဟိုပွဲကြန့်ခံမှုပေါ့နော်ပွဲကြန့်ခံမှုပွဲနဲ့အနေနဲ့အသားကျလာတဲ့အနေအထားမှာ CSK ဆိုဖီယာအများကြီးတာ CSK ဆိုဖီယာ6ပွဲတော့ကစားပြီးပါတယ်မကာဗီတဲဗစ်က3ပွဲပဲဆော့ရသေးတယ်4ပွဲပေါ့နော်ဒီစူပါဖလားကထက်တော့မယ်ဆို4ပွဲအဲ့လိုနေတော့မကာဟို CSK ဆိုဖီယာ level ရှုံးတော့ကတော့ပေးတင်တာပေါ့နော်အခုက level ရှုံးမဟုတ်ဘဲနဲ့ level 30တဲ့ဟိုဈေးကိုကြည့်လိုက်ဗျာအကုန်လုံးက CSK ဆိုဖီယာဘက်ပဲနေကြအောင်ပေါ့ CSK ဆိုဖီယာအဝေးကမှတော့3ခုပြတ်နိုင်ထားတဲ့အသင်းကအိမ်ကွင်းမှာတော့မရှုံးနိုင်တော့ဘူးပေါ့နော်အဲ့တော့ပြ30ရင်းပဲနိုင်တာရာခိုင်နှုန်းများနေတယ်အဲ့လိုပဲတွက်ကြပါလိမ့်မယ်အဲ့လိုပဲပြောင်းမြန်အနေနဲ့ဘယ်သူမှဒီမကာဗီတဲဖစ်ဘက်မှာနေရဲမှာမဟုတ်ဘူးအဝေးကမှအိမ်ကွင်းပကြားကွင်းပေါ့နော်အိမ်ကွင်းမှာကစားကြတော့က3ခုပြတ်ရှုံးခဲ့တဲ့အသင်းကအဝေးကမှထပ်ရှုံးမယ်ဆိုတာကြီးကဒါလုံးဝပုံမှန်တွေးနေကြအတွေးကြီးတိုင်းပဲဘယ်သူမှဆိုသိတာအဲ့ဒါကြီးကမှ level 30ပဲပေးထားတာ CSK ဆိုဖီယာအကျော်မှုတော်တော်လေးကိုပျော်ပါတယ်ဈေးကပြောင်းမြန်ကြီးဖြစ်နေလို့ကျွန်တော်ကတော့ထင်ပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ရဲ့ကျာတာပရိညပြောင်းမြန် follow ကတော့မကာဗီတဲအဗစ်ဘော်ဒီဖြစ်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ